လှုပ်ဝက်စမ်းကြမှုတွေနဲ့ပြည့်နှက်နေတဲ့ဒီဇလန်ရဲ့အမောင်ဆုံးထောင်ကိုကျွန်တော်တို့ရောက်ရှိလာပါပြီ။တရားပေါ်မှာဖမ်းမိထားတဲ့လူဆိုးတအုပ်ကိုစစ်မေးရကနေချားကိုဖမ်းမိခဲ့ပါတယ်။အဲ့ဒီနောက်အရာရှိကြီးကအချိန်ဆွဲမနေပဲပြင်းပြင်းထန်ထန်စစ်ဆေးမေးမြန်းနေပါတယ်။ဒီလူဆိုးကတော့ဗေဒါလို့ခေါ်တဲ့အဓိကကြံစီသူရဲ့ရုပ်သေးတရုပ်သာဖြစ်ကြောင်းဝန်ခံခဲ့ပါတယ်။ဗေဒါရဲ့ကြောက်မက်ဖွယ်ရာအစီအစဉ်ကတော့မိဘမဲ့ဂေဟာတွေကိုငွေကြေးအမြောက်များလူဒန်းပြီးယုံကြည်မှုရယူကာမျက်မမြင်မိန်းကလေးတွေကိုအခမဲ့လက်ထပ်ပေးမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပြန်ပေးဆွဲခဲ့တာပါ။ဒီလိုနဲ့ဗေဒါရဲ့အမှောင်ကဘာကြီးစတင်ပေါ်ပေါက်လာခဲ့ပါတယ်။ဒါပေမဲ့ဗေဒါဆိုတာဘာတူလဲ။သူ့ရဲ့အတိတ်ကဘလို့လဲ။ဇလန်းကကျွန်တော်တို့ကိုအတိတ်စီပြန်ခေါ်သွားပါတယ်။တကယ်တော့ဗေဒါဟာဗေဒီကအမည်ရှိမိန်းကလေးတဦးအဖြစ်မွေးဖွားလာခဲ့ပေမဲ့ငယ်စဉ်ကတည်းကမိမိကိုယ်ကိုယောက်ျားလေးတဦးအဖြစ်ခံယူခဲ့သူပါ။လူမှုပတ်ဝန်းကျင်ရဲ့ဖိအားတွေအမြင့်ဆောင်မှုတွေကြားထဲမှာသူမရဲ့ဖခင်ကတော့သူမရဲ့အိမ်မက်တွေကိုအမြဲတမ်းပံ့ပိုးပေးခဲ့ပါတယ်။ဆရာဝန်ဖြစ်ချင်တဲ့ဗေဒီကရဲ့ဆန္ဒကိုအားပေးခဲ့ပြီးသူမရဲ့လိမ်မတ်သားကိုလည်းနားလည်လက်ခံပေးခဲ့ပါတယ်။ဒီလိုနှွေးထွေးတဲ့မိသားစုနောက်ခံကနေဘလို့များဒီလိုရက်ဆက်တဲ့ဗေဒါဖြစ်လာခဲ့တာလဲ။ကောလိပ်ရောက်တော့ဗေဒါဟာရက်ဆက်ကြမ်းကြုတ်တဲ့အနိုင်ကျင့်မှုတွေခွဲခြားဆက်ဆံမှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့အဆိုးဆုံးကတော့ရဲတွေရဲ့ဖမ်းဆီးခြင်းခံရစဉ်ကြုံတွေ့ခဲ့ရတဲ့ကြောက်မက်ဖွယ်ရာနှိပ်စက်မှုတွေပါပဲ။ဒီလိုစိတ်ဒဏ်ရာရစရာအတွေ့အကြုံတွေကသူမရဲ့စိတ်ကိုလုံးဝပြောင်းလဲစေခဲ့ပါတယ်။လူအဖွဲ့အစည်းကသူမကိုလက်မခံနိုင်ခဲ့တဲ့အတွက်သူမရဲ့ရည်မှန်းချက်တွေဟာလူအဖွဲ့အစည်းပေါ်လက်စားချေလို့တဲ့အမောင်ဖုံးနေတဲ့ဆွဲလန်းမှုဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးဗေဒီကဆိုတာမရှိတော့ဘဲဗေဒါဆိုတဲ့အကျန်းဖတ်သမားတအူပေါ်ပေါက်လာခဲ့ပါတယ်။ဗေဒါဟာသူ့ရဲ့အစီအစဉ်တွေကိုအကောင့်ထဲပေါ်ဖို့မာတာကိုလိမ္မာပါနှက်စွာကြိုးကင်ခဲ့ပါတယ်။မိဘမဲ့ဂေဟာကအားနည်းတဲ့မျက်မမြင်မိန်းကလေးတွေကိုပြစ်မှတ်ထားပြီးတားမြစ်ထားတဲ့စတီရိုက်တွေအသုံးပြုကာဆေးဘက်ဆိုင်ရာစမ်းသပ်မှုတွေပြုလုပ်ခဲ့ပါတယ်။သူ့ရဲ့ရည်မှန်းချက်ကတော့လိင်နှမျိုးရှိသူတွေမျိုးဆက်တစ်ခုကိုဖန်တီးဖို့ပါပဲ။သူကိုယ်တိုင်လူအဖွဲ့အစည်းကပြစ်ပယ်ခံရသူအဖြစ်မရှိတော့ဘဲသူ့လိုလူတွေအများစုဖြစ်လာမဲ့ကမ္ဘာတစ်ခုကိုဖန်တီးခြင်းခဲ့တာပါ။ဒါဟာလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ကြောက်မက်ဖွယ်ရာရာဇဝတ်မှုတစ်ခုပါပဲ။ဇလန်အစကကျွန်တော်တို့ကိုခြောက်လန့်ခဲ့တဲ့ဘင်္ဂါမတော်တဆမှုရဲ့နောက်ွယ်ကအမှန်တရားကိုဖော်ထုတ်လိုက်ရအောင်။ပြန်ပေးဆွဲတဲ့ညမှာတကူးတဦးကဘင်္ဂါကိုလူရက်ဖို့ကြိုးစားခဲ့ပါတယ်။ဒီလိုရုံးရစ်ဆန်ခတ်ဖြစ်စဉ်အတွင်းမှာမျက်မမြင်မိန်းကလေးတဦးတေဆုံးခဲ့ပါတယ်။ဗေဒါဟာသူ့ရဲ့လုပ်ရက်တွေကိုဖုံးကွယ်ဖို့နဲ့တပ်တွေတွေကိုဖယ်ရှားဖို့အတွက်တခိုးကိုတပ်ပြီးဘင်္ဂါကိုမိရှို့ခဲ့ပါတယ်။ဒီလိုနဲ့မတော်တဆမှုတစ်ခုလိုပုံဖော်ခဲ့ပြီးကနဦးစုံစမ်းစစ်ဆေးမှုရဲ့အစကိုဖန်တီးခဲ့တာပါ။နောက်ဆုံးမှာတော့ရဲအရာရှိကြီးနဲ့သူ့ရဲ့အဖွဲ့ဟာဗေဒါကိုလူသူကင်းမဲ့တဲ့ဂိုးတောင်တစ်ခုစီခြေရာခံမိခဲ့ပါတယ်။အရာရှိဟာဂိုးတောင်ထဲကိုဝင်ရောက်ပြီးဗေဒါနဲ့ပြင်းထန်တဲ့ရုပ်ပိုင်းဆိုင်ရာထိပ်တိုက်ရင်ဆိုင်မှုကိုပြုလုပ်ခဲ့ပါတယ်။ဗေဒါကသူ့ရဲ့လုပ်ရက်တွေကိုသူ့အတိုင်းဝိုင်းအတွက်ဆေးဘက်ဆိုင်ရာတော်လှန်ရေးလို့အကြောင်းပြခဲ့ပေမဲ့ရဲအရာရှိကြီးကတော့ဒီလိုကောက်ကျစ်တဲ့အတွေးခေါ်ကိုလက်မခံခဲ့ပါဘူး။ပြင်းထန်တဲ့ရုန်းကန်မှုအပြီးမှာအရာရှိကြီးဟာဗေဒါကိုအနိုင်ယူခဲ့ပြီးသူ့ရဲ့အကြမ်းဖက်မှုတွေကိုအဆုံးသတ်ခဲ့ပါတယ်။ရုပ်ရှင်ဟာရဲအရာရှိကြီးကကြန့်ရှိနေတဲ့တားကောင်တွေကိုကယ်ဆယ်ခြင်းနဲ့ပြီးဆုံးခဲ့ပါတယ်။ဒီဇလန်ကလူဖွဲ့စည်းရဲ့ပြက်ကွက်မှုတွေလိင်နှမျိုးအတိုင်းဝိုင်းပေါ်စာနာမှုကင်းမဲ့မှုတွေကဘလို့ကြေကွဲပွေရာအဖြစ်ဆိုးတွေကိုဖြစ်ပေါ်စေနိုင်လဲဆိုတာကိုပြင်းပြင်းထန်ထန်မိမောင်း